နာပိုးသန်းစင်နဲ့အဆင့်30မှာအစိမ်းရောင်ဘီတာတိုင်းကအရေးကြီးဆုံးပါကျမတို့နိုင်ငံအနေနဲ့ရောကမ္ဘာအနေနဲ့ရောပေါ့နော်ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ဘာလဲဆိုတော့ literature ပေါ့ literature ဆိုတာမှတ်တမ်းမှတ်ရာကမ္ဘာမှတ်တမ်းမှတ်ရာတွေကိုပြန်လည်လေ့လာကြည့်မယ်ဆိုလို့ရှိရင်လေဒီလိုမျိုးကလေးတယောက်ရဲ့ခန္ဓာကိုယ်ရဲ့နေပြီးတော့တတိသားဖြစ်တဲ့ incident ကတော်တော်လေးရှားတယ်။ literature ရလူ9သိန်းမှာ normal မွေးတဲ့9သိန်းထဲမှာဖြစ်နိုင်ဖွယ်ရာတယောက်ပဲရှိပါတယ်။ Now worldwide record အနေနဲ့ကကျတော့ကျွန်မရှာဖွေလေ့လာထားတဲ့ကျွန်မတကမ္ဘာလုံး record ကဒီအချိန်ထိ900လောက်ပဲရှိသေးတယ်။နောက်တစ်ခါကျွန်မရဲ့ပါမောက္ခကြီးဆရာကြီးကိုလည်းကျွန်မလေ့လာစီပြီးတော့မေးပါတယ်။မေးတဲ့အခါကျတော့ဆရာဝန်တယောက်ရဲ့တက်တန်းခွဲစိတ်ဆရာဝန်ရဲ့တက်တန်းတစ်ခုမှာဒီလိုမျိုး case တယောက်တွေ့ဖို့ chance ပါတော်တော်လေးနည်းပါတယ်။ဒါပေမဲ့အခုကတော့တကယ်ကတော့ဒီ case ကတော့ကျွန်မရဲ့ဘဝမှာဒါ second case ဖြစ်ပါတယ်။ first case က2011ခုနှစ်မှာကျွန်မတွေ့ခဲ့ရတယ်။ဒါပေမဲ့လို့အဲ့ဒီတော့ကတော့ဘယ်လိုပြောမလဲအဲ့လိုမကြော်မဟုတ်တဲ့ကြော်မကြော်ကြားတဲ့အဲ့လိုမျိုးပေါ့လူတွေရဲ့ယုံကြည်မှုတွေတမျိုးတမီဖြစ်သွားမှာဆိုတော့အမောင်ချပြီးတော့ပဲကျွန်မခွဲစိတ်ခဲ့တာပေါ့နော်နောက်တစ်ခုကလူနာရဲ့ဘက်ကိုလည်း dignity ပေါ့လူနာဘက်ကိုလည်းမြင့်ညာပြီးတော့ကျွန်မမီဒီယာကိုလည်းမပြောပြခဲ့ဘူးဒီဒုတိယကလေးကတော့ကလေးက3လသားလေးတအားသေးတာပေါ့နော်သူတို့က diagnosis ဆိုရခဲ့ပြီးသား diagnosis ကယောဂါကိုသိခဲ့ပြီးသားယောဂါကိုသူတို့ကလေးလေးက bite ပူလာတဲ့အခါမှာသူတို့မန္တလေးမှာပြခဲ့တယ်လို့ပြောတယ်မန္တလေးမှာပြတဲ့အခါကျတော့ဒီလိုထဲမှာပေါ့သတိသားရှိနေတယ်ကလေးထဲမှာကလေးပေါ့ရှိနေတယ်ဒါကိုလည်းပဲမန္တလေးမှာရှိတဲ့ကလေးထုခုဆေးရုံကြီးကနေပြီးမှသူတို့ operation လုပ်မဲ့ date ပေးထားပြီးသားပါဒါပေမဲ့သူတို့ဒီမိသားစုတွေကဒီပြင်မနာအနည်းတစ်ဝိုက်မှာရှိလို့ရတယ်လာပြပြီးတဲ့နဲ့အချိန်နဲ့ဒီနေ့မှာပဲ within a week ပဲကျွန်မချက်တာလေသူတို့မှာ CT ပါရက်ခဲ့ပြီးသားဆိုတဲ့အခါကျတော့ diagnosis ကလည်းတေချာပြီတေချာတဲ့အခါကျတော့ကလေးအထူးကုဆရာဝန်ကြီးတွေမေ့ဆေးဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီးတော့ကလေးကိုအနည်းအကင်းဆုံးကလေးရဲ့အသက်ကိုကျွန်တော်တို့ကယ်လို့ရအောင်ဘာလို့ခွဲစိတ်ကုသမှုတစ်ခုဆိုတာအနည်းအများကြီးရှိတယ်ခွဲနေတယ် on the table ဘာလို့3လတာကလေးကိုမေ့ဆေးပေးရတာလဲတော်တော်လေးခက်ခဲတယ်ခွဲစိတ်ရတယ်တော်တော်ခက်ခဲတယ်ဘာလဲဆိုတော့နော်က2011မှာတယောက်ခွဲပြီးသား2011မှာတော့ဒီကလေးပါ this one သူကကျတော့2နှစ်ရှိသွားပြီအသက်နဲ့နှစ်မှာအဲ့လိုပဲကလေးဆရာဝန်တယောက်ကနေဗိုက်ကြီးဖောင်းလို့ဆိုတော့မှကျွန်မစီလွတ်လိုက်တာလွတ်လိုက်တော့သူ့ကိုလည်းပဲအဲ့လိုပဲ investigation လုပ်လိုက်တဲ့ခါကျတော့အထဲမှာ fetal parts ပေါ့ကလေးဗဒေတာအစိတ်ပိုင်းတွေတွေ့တဲ့အခါမှာအဲ့ဒီကလေးကိုပဲခွဲခဲ့တာပါအဲ့တော့တော့တော်တော်ခက်ခဲနဲ့ post operative မှာလည်းကလေးလေးကICU ထဲမှာအထူးကြမ်းကုသဆောင်မှာတော်တော်လေးထားပြီးတော့လုပ်ရတဲ့ခါကျတော့အဲ့တော့အတွေ့အကြုံရအခက်ခဲကြီးရှိတယ်ဆိုတာသိတဲ့ခါကျတော့ကျွန်မဒီကလေးကိုခွဲတဲ့ခါကျတော့လည်းတော်တော်စိတ်ပူတယ်3လကလေးလည်းဖြစ်တဲ့ခါကျတယ်ဒါပေမဲ့အကုန်လုံးပေါ့ဆရာသမားရဲ့ဂျေဇူးဖခင်ဂျေဇူးနောက်ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့စီလုံးညီညွတ်မှုကြောင့်လည်းအောင်မြင်ခွဲနိုင်တာပါပဲအဲ့တော့ဒီဘာကြောင့်ဒီကလေးလေး3လကလေးလေးနှစ်ကလေးလေးဘယ်ကလေးလေးပဲဖြစ်ဖြစ်ဒီလို abnormal ပေါ့ normal မဟုတ်တော့အစိတ်ပိုင်းတစ်ခုဘိုက်ထဲမှာရှိနေပြီဆိုလို့ရှိရင်တော့ထားလို့မရဘူးဒါကတော့ surgery က must ပဲMUST ပဲခွဲရမှာဒါပေမဲ့ခွဲဖို့ဆိုတာခွဲဖို့အခြေအနေပေးဖို့နောက်က safety ဖြစ်ဖို့အကုန်လုံးပေါ့တော့မှခက်ခဲစူးစမ်းပြီးတော့ပဲတော့ခွဲပေးလိုက်တာပေါ့နော်အဲ့တော့သူ့ကိုခွဲထုတ်လိုက်ပြီးဆိုတာ ਨੇ it cannot be survived အနော်က she or he လို့တော့မပြော it cannot be survived သူဒီပဲတက်မဲ့ဖြစ်သွားပြီဘိုက်ထဲမှာနေတော့ကဒါဒီကလေးရဲ့ဟာရကို तू ကဒီပထမကလေးတော့ဆိုသူ့ရဲ့ main သွေးတော့ကြောမှာဒီ aorta ကနေဒါလိုက်तू ကblood supply လုပ်ထားတာအဲ့တော့မွေးသွားပြီဆိုရင်ကတော့ထွက်သွားမွေးတယ်တော့မဟုတ်ပေါ့ deliver out ပေါ့အဲ့ဒီဘိုက်ထဲကခွဲစိတ်ထုတ်ပြီးတာ ਨੇ ဘိုက်ထဲကဟာတော့မရှင်တော့ပါဘူးအသက်မပါတော့ပါဘူးကျွန်မမခွဲခင်ချင်တာတော့ amniotic sac တစ်ခုလေလို့ပဲထင်တာဒါပေမဲ့ဘိုက်ဖွင့်ထုတ်လိုက်တဲ့အခါကျတော့ amniotic sac က3ခုရှိပါတယ်ပြီးတော့မှပုံလေးပြပေးမယ်အဲ့3ခုမှာတစ်ခုကတော့ well developed ကိုလုံးတွေ့တယ်လက်နှစ်ဖက်ခြေနှစ်ဖက်ပါတယ်စအိုပေါက်ပါတယ်နောက်က main မကူလို့ main ကလေးလို့ထင်ရတော့ main မကူရဲ့ parts လေးပါတယ်အဲ့ဒါအကြီးဆုံးတစ်ခုနောက် set တစ်ခုတက်မှာကျတော့limb rudimentary limb လို့ခေါ်တာပေါ့ခြေလက်အင်္ဂါလေးတွေပါတယ်နောက်အမွေးလေးတွေပါတယ်အဲ့ဒါ8တလုံးတက်နောက်တစ်ခုကျတော့ဥလေးတွေပါတယ် rudimentary limb လေးပါတယ်3ခု separate ပေါ့ဆိုတော့ it means that ဒါ3မှာပေါ့
ကလေး3ယောက်ဖြစ်မယ်ဟာပေါ့နော်ဆိုတော့တကယ်ကတော့တကယ်ဒါကောင်းကောင်းမွန်မွန်သာဟိုမယ်ဆိုပြီးကောင်းကောင်းမွန်စားလေnormally ဖြစ်မယ်ဆိုရင် quadriplex ပေါ့၄မောင်ဖြစ်ပြီပေါ့နော် sign တော့ဟာနှစ်သား ICU ထဲမှာတစ်ပတ်ကျော်နေရတယ်ဘာလဲဆိုတော့အဲ့ဒါကလည်းအနောကလည်း first ဒီကလေးကိုခွဲရတယ်ပါတာပေါ့နောက်blood supply ကလည်းသူက aorta အတိုင်းရောက်ဒါလည်းယူတဲ့ခါကျတော့အဲ့ဒီ aorta ကြီးရတယ်နည်းနည်းထိခိုက်နေတာသွားတဲ့ခါကျတော့ကလေးလေးမှာခွဲပြီးတဲ့အခါမှာနည်းနည်းလေး illness များတယ်ဒီကလေးကိုလည်းကျွန်မအများကြီးထားတယ်တေးမလားအထီကိုစိတ်ပူထားတယ်အဲ့တော့မေဇီဘက်ကလည်းစိတ်ပူတာပေါ့နော်ခွဲနေနဲ့လည်းအနောကလည်းသူကလည်းအနောတစ်ချိန်လုံးကြည့်တယ်အနောကလည်းမနှုတ်ကောင်းတယ်နော်စိတ်ချရနော် okay တယ်နော်တစ်ချိန်လုံးနေတယ်အဲ့တော့ဒီကလေးလေးကြတော့ကံကောင်းတာကသူ့ရဲ့ blood supply က aorta ကနေမဟုတ်ဘဲနဲ့ဒီဥတွေကိုသွားတဲ့inferior mesenteric လို့ထင်ရတယ်အဲ့သွေးကြောလေးတစ်ခုကနေပြမယူထားတာအဲ့တော့ထုတ်တဲ့ခါကျတော့လေ quite easy တစ်လုံးပြီးတစ်လုံးပဲထွက်လာတယ်အဲ့တော့ဒီကလေးဒီတကယ်တော့ Monday ဆိုတော့မနေ့ကခွဲထားတာဒီနေ့က Tuesday အင်္ဂါနေ့ဘိုက်ကြီးတစ်ခုလုံးဖြစ်ပြတော့မှဥလေးအကုန်လုံးထုတ်ပြီးတော့အနော်တို့ခွဲစိတ်တယ်ဒါပေမဲ့လို့ဒီနေ့သူနှုတ်ဆုပ်နေတယ်စကောင်းတယ်ချွဲလေးပါလေးနည်းနည်းကြက်တာလည်းလို့ကောင်းတယ်စီးလဲသွားတယ်ဝမ်းလဲသွားတယ်ဆိုတော့ပင်မကလေးကတော့ original ကလေးကတော့ okay ဒီကလေးဆိုရင်ကြောင်းတက်နေတယ်ရှိမလဲဘာတက်နာမရှိဘူး problem မရှိဘူးဘာလို့လဲဆိုတော့သူတို့အထဲမှာကြည့်လိုက်တော့လေ abnormality ဘာမှမရှိဘူးအသေးကောင်းတယ်ဘေလုံးကောင်းတယ်pancreas ကောင်းတယ်ကျန်တဲ့ဥမာကြီးဥနုအားလုံးကောင်းတယ်ဆိုတော့နောက်ကကလေးကိုနိုင်ကလည်း3လပြီပဲလို့တော်တော်လေးဖုန်လို့တဲ့ကလေးပါဆိုတော့okay ပါအဲ့တော့အခုကတော့ပြောပြီးလူ9သိန်းမှာတစ်ယောက်ဖြစ်နိုင်တယ်အဲ့တော့ငါတို့ဗမာပြည်မှာလူဦးရေဘယ်လောက်ရှိလဲအဲ့တော့အဲ့မှာ incidence ဘယ်လောက်ရှိလဲဒါပေမဲ့ record ဆိုတာတော့ရှိတာပေါ့နော်အခုဒါကတော့အနောဆိုရင် first case ကိုတွေ့တယ်ဒါပေမဲ့အနော report မလုပ်ဘူးအကြောင်းကြောင့် report မလုပ်ဘူးဒါ second case ကျတော့ median case လေးဖြစ်လာတဲ့အခါကျတော့ကောင်းလည်းကောင်းပါတယ်အနောcommunity ကိုtrue information ပေးလို့ရတာပေါ့နော်နောက်ခုနကတားပြောသလိုပေါ့မဖြစ်အောင်ကာကွယ်ရမယ်လို့ဘာလို့ကတော့မလွယ်ဘူးအခုဒီကလေးဆို3လလေ3လဆိုတော့စောစီးတည်တာပဲဒါပေမဲ့ဒါကာကွယ်လို့ရတဲ့ဟာမဟုတ်တာဥပမာကြက်ညချောင်းဆို TB ရောဂါ HIV hepatitis B C အနော်တို့ကာကွယ်လို့ရတယ်ဒါကာကွယ်လို့မရဘူးသူအမွာဖြစ်မယ်မဖြစ်ဘူးဆိုလည်းပြောလို့မရဘူးလေအဲ့တော့အဲ့လိုတော့ကာကွယ်လို့မရဘူးဒါပေမဲ့ဒီလိုမျိုးတိလာရင်ခွဲရမယ်ဆိုတော့အသိဉာဏ်ရှိရမယ်ခွဲတဲ့အခါမှာလည်း safety ပေါ့ safety လုံခြုံစွာနဲ့အသက်အန္တရာယ်လုံခြုံနဲ့ safety ခွဲစိတ်ကုသနိုင်ဖို့အရေးကြီးပါတယ်